ဒီဗီဒီယိုလေးမှာတော့ Saudi Pro League မှာလက်စာမြတ်ဆုံးရကြတဲ့ကစားသမားရောက်30ရဲ့လောက်ခလက်စာတွေကိုအသေးစိတ်ပြောပြပြီးတော့ဖြစ်ပါတယ်။ Al Nassr ကစားသမားဖြစ်တဲ့ Cristiano Ronaldo ကအဆင့်1မှာရှိပြီးတစ်ပတ်ကိုယူရို4တန်းရရှိပြီးတစ်နှစ်မှာတော့ယူရို208.4တန်းရရှိထားပါတယ်။ Al Hilal ကစားသမားဖြစ်တဲ့ Karim Benzema ကအဆင့်2မှာရှိပြီးတစ်ပတ်ကိုယူရို2.3တန်းရရှိပြီးတစ်နှစ်မှာတော့ယူရို122.4တန်းရရှိထားပါတယ်။ El Ali ကစားသမားဖြစ်တဲ့ Riyad Mahrez ကအဆင့်3မှာရှိပြီးတစ်ပတ်ကိုယူရို1တန်းရရှိပြီးတစ်နှစ်မှာတော့ယူရို52.2တန်းရရှိထားပါတယ်။ El Nassr ကစားသမားဖြစ်တဲ့ Sadio Mane ကအဆင့်4မှာရှိပြီးတစ်ပတ်ကိုယူရို9.6တန်း9,000ရရှိပြီးတစ်နှစ်မှာတော့ယူရို140ရရှိထားပါတယ်။ El Hilal ကစားသမားဖြစ်တဲ့ Khalidou Koulibaly ကအဆင့်5မှာရှိပြီးတစ်ပတ်ကိုယူရို6.6တန်း9,000ရရှိပြီးတစ်နှစ်မှာတော့ယူရို34.9တန်းရရှိထားပါတယ်။ El Hilal ကစားသမားဖြစ်တဲ့ Milenkovic Savic ကအဆင့်6မှာရှိပြီးတစ်ပတ်ကိုယူရို4.9တန်းရရှိပြီးတစ်နှစ်မှာတော့ယူရို25.5တန်းရရှိထားပါတယ်။ El Ali ကစားသမားဖြစ်တဲ့ Ivan Toney ကလည်းအဆင့်6မှာရှိပြီးတစ်ပတ်ကိုယူရို4.9တန်းရရှိပြီးတစ်နှစ်မှာတော့ယူရို25.5တန်းရရှိထားပါတယ်။ El Nassr ကစားသမားဖြစ်တဲ့ Marcelo Brozovic ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို4.6တန်း5,000ရရှိပြီးတစ်နှစ်မှာတော့ယူရို24.2တန်းရရှိထားပါတယ်။ El Hilal ကစားသမားဖြစ်တဲ့ Darwin Núñez ကအဆင့်8မှာရှိပြီးတစ်ပတ်ကိုယူရို4.3တန်း1,000ရရှိပြီးတစ်နှစ်မှာတော့ယူရို22.4တန်းရရှိထားပါတယ်။ El Hilal ကစားသမားဖြစ်တဲ့ Theo Hernandez ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို3.9တန်း2,000ရရှိပြီးတစ်နှစ်မှာတော့ယူရို20.4တန်းရရှိထားပါတယ်။ El Nassr ကစားသမားဖြစ်တဲ့ Kingsley Coman ကလည်းအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို3.9တန်း2,000ရရှိပြီးတစ်နှစ်မှာတော့ယူရို20.4တန်းရရှိထားပါတယ်။ El Hilal ကစားသမားဖြစ်တဲ့ Malcolm ကအဆင့်10မှာရှိပြီးတစ်ပတ်ကိုယူရို3.4တန်း6,000ရရှိပြီးတစ်နှစ်မှာတော့ယူရို18တန်းရရှိထားပါတယ်။ El Nassr ကစားသမားဖြစ်တဲ့ Joao Felix ကအဆင့်17မှာရှိပြီးတစ်ပတ်ကိုယူရို3.3တန်း6,000ရရှိပြီးတစ်နှစ်မှာတော့ယူရို19.5တန်းရရှိထားပါတယ်။ El Hilal ကစားသမားဖြစ်တဲ့ Robin Neves ကအဆင့်12မှာရှိပြီးတစ်ပတ်ကိုယူရို3.3တန်း2,000ရရှိပြီးတစ်နှစ်မှာတော့ယူရို19.3တန်းရရှိထားပါတယ်။ Al Ittihad ကစားသမားဖြစ်တဲ့ Moussa Diaby ကအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို2.9တန်း4,000ရရှိပြီးတစ်နှစ်မှာတော့ယူရို15.3တန်းရရှိထားပါတယ်။ Al Ittihad ကစားသမားဖြစ်တဲ့ Georginio Wijnaldum ကအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို2.8တန်း8,000ရရှိပြီးတစ်နှစ်မှာတော့ယူရို15တန်းရရှိထားပါတယ်။ El Ali ကစားသမားဖြစ်တဲ့ Franck Kessié ကအဆင့်15မှာရှိပြီးတစ်ပတ်ကိုယူရို2.6တန်း9,000ရရှိပြီးတစ်နှစ်မှာတော့ယူရို14တန်းရရှိထားပါတယ်။ Al Ittihad ကစားသမားဖြစ်တဲ့ Fabinho ကလည်းအဆင့်15မှာရှိပြီးတစ်ပတ်ကိုယူရို2.6တန်း9,000ရရှိပြီးတစ်နှစ်မှာတော့ယူရို14တန်းရရှိထားပါတယ်။ Al Sabab ကစားသမားဖြစ်တဲ့ Yannick Carrasco ကအဆင့်16မှာရှိပြီးတစ်ပတ်ကိုယူရို2.5တန်းရရှိပြီးတစ်နှစ်မှာတော့ယူရို73တန်းရရှိထားပါတယ်။ El Nassr ကစားသမားဖြစ်တဲ့ Mohamed Simalkan ကအဆင့်19မှာရှိပြီးတစ်ပတ်ကိုယူရို2.3တန်း5,000ရရှိပြီးတစ်နှစ်မှာတော့ယူရို12.2တန်းရရှိထားပါတယ်။ El Ali ကစားသမားဖြစ်တဲ့ Maria Demiral ကအဆင့်18မှာရှိပြီးတစ်ပတ်ကိုယူရို2.3တန်းရရှိပြီးတစ်နှစ်မှာတော့ယူရို12တန်းရရှိထားပါတယ်။ El Ali ကစားသမားဖြစ်တဲ့ Odouard Mendy ကလည်းအဆင့်18မှာရှိပြီးတစ်ပတ်ကိုယူရို2.3တန်းရရှိပြီးတစ်နှစ်မှာတော့ယူရို12တန်းရရှိထားပါတယ်။ El Ali ကစားသမားဖြစ်တဲ့ Galeno ကအဆင့်19မှာရှိပြီးတစ်ပတ်ကိုယူရို2.2တန်း5,000ရရှိပြီးတစ်နှစ်မှာတော့ယူရို17.9တန်းရရှိထားပါတယ်။ El Hilal ကစားသမားဖြစ်ပြီး Barcelona ကိုအငှားတော်ကစားနေတဲ့ Joao Cancelo ကအဆင့်20မှာရှိပြီးတစ်ပတ်ကိုယူရို2.1တန်း5,000ရရှိပြီးတစ်နှစ်မှာတော့ယူရို17.2တန်းရရှိထားပါတယ်။ El Ali ကစားသမားဖြစ်တဲ့ Enzo Milot ကအဆင့်21မှာရှိပြီးတစ်ပတ်ကိုယူရို1.9တန်း6,000ရရှိပြီးတစ်နှစ်မှာတော့ယူရို10.2တန်းရရှိထားပါတယ်။ El Nassr ကစားသမားဖြစ်တဲ့ Inigo Martinez ကလည်းအဆင့်21မှာရှိပြီးတစ်ပတ်ကိုယူရို1.9တန်း6,000ရရှိပြီးတစ်နှစ်မှာတော့ယူရို10.2တန်းရရှိထားပါတယ်။
El Hilal ကစားသမားဖြစ်တဲ့ဘိုနိုကလည်းအဆင့်27မှာရှိပြီးတစ်ပတ်ကိုယူရို3,96,000ရရှိပြီးတစ်နှစ်မှာတော့ယူရို10.2 သန်းရရှိထားပါတယ်။ El Ittihad ကစားသမားဖြစ်တဲ့ Steven Bergwijn ကအဆင့်22မှာရှိပြီးတစ်ပတ်ကိုယူရို3,96,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.1 သန်းရရှိထားပါတယ်။ El Hilal ကစားသမားဖြစ်တဲ့ Salem El Dosari ကအဆင့်24မှာရှိပြီးတစ်ပတ်ကိုယူရို3,35,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9 သန်းရရှိထားပါတယ်။အခုကျွန်တော်ပြပြထားတဲ့ကစားသမားတွေရဲ့လက်စာပမာဏဒဏ်ရာရသည်ဖြစ်စေကစားခွင့်မရသည်ဖြစ်စေကလပ်ကနေအာမခံပြီးပြုတ်ပြရမယ်သူတို့ရဲ့အခြေခံလက်စာ fix salary ပဲဖြစ်ပါတယ်။ကစားသမားတွေကသူတို့ရဲ့လက်စာတွေအပြင်ပူရိတ်တုံးပြုတ်ခနဲ့ bonus တွေကိုပါရရှိကြပါတယ်။ဥမာနေနဲ့ပြောရရင်အမှတ်ပြီးဖလားနဲ့အချက်တော့ဖလားတွေအပြင်ဒုကျန်ကောင်းဆုံးဆိုတွေကိုစုခုနိုင်မယ်ဆိုရင်ကလပ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ပေါ်မူတည်ပြီး bonus တွေရရှိကြမှာဖြစ်ပါတယ်။ Saudi Pro League မှာကစားနေတဲ့ကစားသမားတွေကဥရောပမှာကစားနေတဲ့ကစားသမားတွေလိုမျိုးသူရကိုအကုန်ပြီးဆောင်စရာမလိုပဲပရိုလာစာတွေကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ဥရောပနိုင်ငံသားတွေဖြစ်ကြတဲ့ကစားသမားတွေကသူတို့ရဲ့မိခင်နိုင်ငံကိုအကုန်ပြီးဆောင်ရလေရှိပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။